င်္ဂလာပါရှင်ဒေါက်တာမြတ်နိုးပါအိမ်တော်တစ်ခုမှာကလေးဆိုတာယတနာတစ်ပါးထက်သလိုမိသားစုကိုပို့ပြီးပြည့်စုံစေပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ကလေးရလာသည့်နောက်ပိုင်းဇနီးမောင်နှံတော်တော်များများဟာချစ်သူဘဝကနေကလေးထိန်ဖော်ဘဝကိုမတိမတာကူးပြောင်းသွားတတ်ကြပါတယ်တယောက်ကိုတယောက်ချစ်ကြသေးပေမဲ့အချိန်တိုင်းကကလေးဝတ်တော်ပဲဖြစ်နေတဲ့အခါမှာနှစ်ယောက်တည်းရဲ့ယဉ်နီးမှုတွေဟာတဖြည်းဖြည်းဝေးကွာသွားတတ်ကြပါတယ်စကားပြောရင်လဲကလေးအနီးကိစ္စကျန်းကိစ္စကျန်းမာရေးကိစ္စတွေပဲရှိတော့ပြီးတယောက်ရဲ့ခံစားချက်ကိုတယောက်ကမေးမြန်းဖို့မေ့လျော်လာကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့မိဘတာဝန်တွေကြမှာအေးဆက်သွားနိုင်တဲ့အိမ်တောင်ရေးအချစ်ကိုဘယ်လိုပြန်ပြီးနှိုးချအောင်လုပ်မလဲဆိုတာဆွေးနွေးပေးသွားမှာဖြစ်ပါလိမ့်ရှင်အချစ်ကိုဦးစားပေးစရင်ထဲပြန်ထည့်ပါကလေးရလာ၏အကာကလေးကိုဦးစားပေးတာတဘာဝကြော်ပြီးမြင်အိမ်တော်ရေးကိုတော့ပြစ်မထားတင်ပါဘူးအိမ်တော်ရေးဟာအိမ်တလုံးရဲ့အုတ်မြစ်thứcသည်ကလေးဆိုလားအဲ့ဒီအိမ်ထဲမှာနေထိုင်နေသူပါအုတ်မြစ်မခိုင်ရင်အိမ်တစ်ခုလုံးပြိုးချနိုင်သလိုပဲဇနီးမောင်နှံကြားမှာအစိမ့်မပြေရင်ကလေးရဲ့ကြီးထွားမှုကိုလည်းထိခိုက်စေပါတယ်ဒါကြောင့်တပတ်မှာအနည်းဆုံးတစ်ကြိမ်လောက်တော့ကလေးအကြောင်းမပြောဘဲနှစ်ယောက်တည်းစကားပြောမဲ့အချိန်ကိုတီးတန့်ဖယ်ထားဖို့လိုပါလေကလေးအိမ်ကြီးလည်းအချိန်မှပဲဖြစ်ဖြစ်လူကြီးမိဘလေးကိုခဏအထားနိုင်တဲ့အချိန်မှပဲဖြစ်ဖြစ်နှစ်ယောက်တည်းရဲ့ကဘာလေးကိုပြန်လည်ဖန်တီးပါဒါဟာတကူကောင်းစံတာမဟုတ်ပဲကျမ်းမာတဲ့မိသားစုဘဝအတွက်မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်ရှင်အပြာအလံဖေးမဖို့ကအချစ်ကိုတိုးစေပါတယ်ကလေးရပြီးစားအမျိုးသမီးတွေဟာရုပ်ပိုင်းဆိုင်ရာတော့စိတ်ပိုင်းဆိုင်ရာပါအင်မတန်ပင်ပန်းနေတတ်ပါတယ်ဒီအမျိုးသမီးဘက်ကလည်းအမျိုးသားဟာအိမ်တောင်အတွက်ပင်ပန်းရှာဖွေကြွေးမွေးနေရတာကိုအတိအမှတ်ပြုဖို့လိုပါတယ်နှစ်ယောက်လုံးပင်ပန်းနေကြတာမှန်ပေမဲ့တယောက်ရဲ့ပင်ပန်းမှုကိုတယောက်ကနားလည်ပြီးကျေးဇူးတင်ပါလေလို့ပြောလိုက်တဲ့စကားတစ်ခွန်းကအချစ်တွေကိုပြန်လဲရှင်းတန်းစေပါတယ်ရှင်ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကိုမမေ့ပါနဲ့ကလေးကိစ္စတွေနဲ့ရှုပ်နေတဲ့အခါတယောက်ကိုတယောက်ဖတ်ဖို့နမ်းဖို့ဒါမှမဟုတ်လက်ကိုက်ထားဖို့တောင်အချိန်မရှိသလိုဖြစ်နေတတ်ပါတယ်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာနီးစပ်မှုကဦးနောက်ထဲမှာပျော်ရွှင်မှုဟော်မုန်းတွေကိုထွက်စေပြီးစိတ်ဖိစီးမှုတွေကိုလော့ချစေပါစေအိမ်ကထွက်ငိမ့်နှုတ်ဆက်နမ်းတာမျိုးပြန်ရောက်ရင်ခဏလောက်ဖတ်ထားပေးတာမျိုးကငါတို့ဟာမိဘကျတင်မပဲချစ်သူတွေလည်းဖြစ်နေသေးတယ်ဆိုတဲ့ခံစားချက်ကိုပေးပါတယ်ဒီလိုတင်းငယ်တဲ့ထိတွေ့မှုလေးကြီးကိုင်းတဲ့ဆက်နှစ်ယောက်ကြားကရင်းနှီးမှုတို့ဖြန့်လဲတည်ဆောက်နိုင်ပါတယ်ရှင်။ကြီးမွန်းစကားတွေနဲ့ခွန်အားပေးပါ။ကလေးရလာတဲ့အကအမျိုးသမီးတော်တော်များများဟာကိုယုံကြည်မှုလျော့နေလာတတ်ပါတယ်။ခန္ဓာကိုယ်ပြောင်းလဲလာတာတယောက်ကိုတယောက်အဖြစ်တင်တာထအားပေးကြီးမွန်းတာကအိမ်ထဲမှာနှွေးထွေးတဲ့လေထူးကိုဖြစ်ပေါ်စေပြီးအချစ်တွေကိုပို့ပြီးနှက်ဆိုင်စေပါတယ်ရှင်။နေကောင်းချုပ်အနေနဲ့ပြောရရင်ကလေးရလာတာဟာအချစ်တွေကုံဆုံးသွားဖို့မဟုတ်ပဲအချစ်တဲ့တစ်ခုထပ်တိုးလာတာပဲဖြစ်တင်ပါတယ်မိဘတာဝန်တွေကြားမှာကိုယ့်ရဲ့လက်တွဲဖို့ကိုမျက်ခြေမပြတ်ပါစေနဲ့ကောင်းမွန်တဲ့အိမ်တောင်ရေးဟာကလေးအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့ဆိုတာကိုအမြဲသတိရပါဒီနေ့ကစပြီးကိုယ့်အိမ်တောင်ဖက်ရဲ့လက်ကိုပြန်ကင်ပါစကားတွေအေးဆေးပြီးတော့နှစ်ယောက်တည်းရဲ့အချစ်တွေကိုပြန်လဲဖြူစုပြောထောင်အားလုံးပဲကလေးလေးတွေနဲ့အတူချစ်ချင်းမေတ္တာတွေပြည့်လျံနေတဲ့တာယာတွေအိမ်တောင်ရွေးကိုတိဆောက်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါလေ